မိတင်းစာတပါလောကသမိမာနတံဘာဝေအပရိမာဏခတိနောလောကနဲ့အတိုင်းမရှိသောမြန်လို့ချင်းဒီဟုသောမြစ်တာတက်ကိုအမြဲမသွေပွားစီနိုင်ကြပါစေတည်းဖေမေဒီဖျားအောင်လည်းသားပဲတက်တယ်ပြီလား။ဩနေပါစေသားရဲ့။သားပြင်မနေပါလေအမေဖျားရှိကိုင်းနဲ့တင်လိုက်မယ်မပင်မပါဘူးမေရဲ့ ။အဲ့လိုသားလေးမောင်လေးကြောင့်လေအမေချွေရင်ကိုအေးသွားတာပဲသားရဲ့။ နောက်ဆိုအမေဒီသက်ပူပြီးတက်တာအောင်ပါ အမေခုလည်းအမေမပင်မမှာဘူးသားရဲ့ ဘာလို့မပင်မမှာလဲဖေဖေမရှိကြတဲ့ကမေမေတယောက်တည်းယာဒီဘောပစ္စည်းတို့ရောင်းလိုက်ဝယ်လိုက်ပွဲစားလုပ်လိုက်နေပင်မတာပေါ့ ။ဒီလူကအမေနဲ့အသားကြံနေပါပြီသားရဲ့။လှုပ်နိုင်ရှားနိုင်လို့လေအမေကလေစီးပွားကိုရှာရအောင်မယ်။ ဟုတ်တော့လေဟုတ်ပါတယ်မေဒါပေမဲ့သားလေးဦးတရား၅ပါးထဲမှာကျူးမမပြက်ဆောင်ရွက်စီမံမွေးကန်ထိုက်စေ တော်သားအမေသိပြီသားသားသမီးဝတ္တရား၅ပါးကိုအကြောင်းပြပြီအလုတ်လုံးမယ်အလုတ်လဲရရောမိမယူလို့သားကိုမမေရေးကြည့်တဲ့စကားပြောအောင် ဘာမှလည်းမေ အမေတခုသားတခုဘဝမှာသားဟာလည်းမင်းမယ်သမီးဟာလည်းမင်းမယ်အမေဘသူ့ကိုမှဖွဲဝင်မပေးနိုင်သေး ဟုတ်ကဲ့မေအဲ့တော့စိတ်ချသားမှရီးစားတော့မရှိဘူး အေးသားအချိန်တိုင်းရွယ်ရောက်လို့မိမပေးစားမဲဆိုရင်တော့လေဒီမှာအနှုတ်ဆုပ်ဂုတ်ဆုပ်တွေတော့အမေကသဘောမတူနိုင်ဘူးဂုံတတတီးမာပြီးအဆင့်တန်းမြင့်နေမိတ်ကလေးကမမေရှာပေးစားမှာ ဟုတ်ပါပြီဟုတ်ပါပြီတို့မောနေပြီနော်သားကလေးပြီးတယ်သားအမေကိုချစ်လို့ဝါမှမိမယူ အမေကလည်းချစ်လို့ဝအောင်ကိုချစ်အောင်ပါ ဝါအောင်စားလိုက်ပါဖေရဲ့ ပွားပါပြီတမီးရဲ့ထောက်လောက်ပါပြီကိုယ် အဖေကလည်းစားတော့စားအရမ်းနေတာပဲအစားမများစားမှအားရှိမှာပေါ့အဖေရဲ့အဖေကလည်းလက်တော့ပါလိုက်စားနေပြန်မစားလို့လည်းမပြီးသေးပဲနဲ့ ဖေပါဇက်တုတ်ချင်လို့ပါတမီးရဲ့ ဩဟုတ်သားပဲပြောပေါ့ဖေရဲ့တမီးတုတ်ပေးမှာပေါ့အဖေကမျက်စိမြင်တာလည်းမဟုတ်ဘူး သာရုကိုယ်ဒါဒီပါ တစုံတော့ထပ်စားလိုက်ပါငါဖေ မျက်စိအချင်းဝန်းအချင်းနဲ့တမီးရဲ့အစားတော့များတော့ရင်ခန္ဓာကိုယ်ဒုက္ခပေးဦးမယ်တမီးရဲ့ဟောတမီးလေးလှုပ်သွားမှာမလား တမီးလောက်ကစောပါသေးရဲ့ဖေရဲ့ဖေရေချိုးလို့မှပဲသွားမယ်လေ ငါသမီးလေးလည်းဒုက္ခများလာပါလေကွယ် ဩဖေရဲ့